ဆွေရော်လောက်ကပင်မနန်းနေစရာကောင်းလာပေမဲ့ကိုဆိုင်တရားမိဘကျေးဇူးဆက်ဖို့တက်အလုံနာပြီးရဟန်းဖောင်ဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်မိသားစုကိုဂုဏ်တက်စေခြင်းနဲ့စိတ်နဲ့တင်ဒီတာဝန်ကိုဝမ်းမြောက်ဝမ်းသာထမ်းဆောင်မှုပြင်ဆင်လာပါသူဟာရွာလေးတရွာဘုန်းကြီးကျောင်းမှာဝတ်ဖို့အတွက်ရွေးချယ်ခဲ့တယ်အဲ့ဒီကျောင်းကတပ်ပယ်ရုံနေမကပဲရွာသားတွေကြီးညိုကြတဲ့တပ်တော်ရှိဆရာတော်ကြီးအရှင်ဦးနန္ဒာရှိနေလို့ပါဆရာတော်ကမြတ်တာရှိထားပြီးရွာသားတွေကိုအမြဲတမ်းဆုံးမဩဝါဒပေးနေတဲ့သူပါကိုဆိုင်အခုလောလောဆယ်တော့ကျောင်းဝေယဝိဆလေးတွေကူလုပ်ပေးရင်းနဲ့ဝေပြူရအောင်စာလေးတွေကြိုးချက်ချအောင်ပေါ့ကွယ်အချိန်တန်လို့ရှင်အစင်သင့်ဖြစ်အောင်လို့လေတင်မဖေဟာဆရာရဲ့စကားကြောင့်ကိုဆိုင်ရစိတ်အေးသွားရပါတယ်ကျောင်းတိုက်ရဲ့နေထိုင်မှုဟာရိုးရှင်းပေမဲ့ဒီတိတ်ဆိတ်မှုတွေကြားထဲမှာဘာတွေပုံကွယ်နေမလဲဆိုတာကိုဆိုင်မသိကြသေးပါဘူးတညမှာတော့ကျောင်းတိုက်တစ်ခုလုံးတိတ်ဆိတ်လို့နေပြီးပစင်းရင်ခွဲတန်လေးတွေပဲကြားနေရတဲ့အုံမိုင်းမိုင်းချိန်မှာလူလက်ပိုင်းရွယ်အမျိုးသားတစ်ယောက်ကသူ့သားကိုဦးနန္ဒာစီကိုခေါ်လာပါတယ်အဲ့ဒီသားဖြစ်သူကအရဲရှိရှိထွတ်ထွတ်ကြိုက်ကြိုက်နဲ့ညနာခတ်ထန်ပြီးရဲတင်းတဲ့အမူအရာရှိအားကြောင့်ကျောင်းဝင်းထဲမှာတပြက်စီးလဲနေတဲ့ကိုဆိုင်တောင်မှလှည့်ကြည့်စိတ်ထဲမှာတမျိုးကြီးဖြစ်သွားရပါတယ်ဆရာတော်ဖျားကျွန်တော်သားအောင်ကြီးကိုကျောင်းမှာပဲထားခဲ့ပြစီတော့ကျွန်တော်လည်းဆုံးမရတာလက်လျှော့လိုက်ပါပြီအဲ့ဒီလူဟာအာကိုရမဲ့နေတဲ့မျက်ဝန်းနေနဲ့ပြောရှာပါတယ်ဆရာတော်ဦးနန္ဒာကတော့တည်ငြိမ်စွာနဲ့နားထောင်နေပါတယ်သာသနာဆိုတာလူတယောက်ကိုချက်ချင်းပြောင်းလဲပေးနိုင်တာမျိုးမဟုတ်ဘူးတခါကြီးဒါပေမဲ့သူ့မှာတရားရှိရင်တော့သူကိုယ်တိုင်ပြောင်းလဲလာနိုင်ပါတယ်ဆရာတော်အောင်ကြီးကိုတက်တက်ကြည့်ပြီးတော့မေးပေမဲ့သူကတော့သူ့အဖေကိုစားခရင်ရင်မဲ့ပြန်ဖြေပါတယ်ကျွန်တော်ကတော့ဒီကိုမလာချင်ပါဘူးအဖေကအတင်းလွတ်သာလာရတာလာချင်တာမလာချင်တာဆိုတာမင်းရဲ့စိတ်ပေါ်မှာပဲမူတည်ပါတယ်ပြောင်းလဲချင်တယ်ဆိုရင်တော့မင်းကိုယ်တိုင်အစဉ်သင်ဖြစ်နေရမယ်ဒီမှာနေနဲ့မင်းအများကြီးတင်ယူရလိမ့်မယ်အိမ်ညာအမောင်တုထဲမှာကိုဆိုင်တယောက်အသက်ရှူရတာကြက်တလို့ခံစားလာရတယ်ကြောင်တိုက်ရဲ့အေးချမ်းမှုတွေကအခုမှရောက်လာတယ်သူငယ်ကြောင့်လည်းစတင်ပြောင်းလဲတော့မယ်ဆိုတာသူခံစားနေမိပါတယ်အောင်ကြီးဆိုတဲ့လူငယ်ကကျောင်းကိုရောက်လာကြရဘသူ့ကိုမှကြီးမဆိုင်ပဲရန်ကနေရပါသူအားဟိုလူနောက်ဆက်ဒီလူနောက်ဆက်လုပ်နေလို့လေကိုဆိုင်စိတ်မတန်မတာဖြစ်ရပါတယ်မကြခင်မှာပဲအောင်ကြီးဟာသူ့ရဲ့နောက်လိုက်လူမိုက်လေးတွေစုလာပါတော့တယ်အရင်ကအေးစစ်စစ်ရှိရဲ့ចောင်းသားလေးတွေတောင်မှသူ့နောက်လိုက်ပြီးတော့ပြောင်းလဲကုန်ကြတယ်သူတို့ဟာရွာထဲမှာရန်ကားကြတယ်စိုင်နေတဲ့ဝင်စားပြီးတော့ပတ်စံမပေးတာမျိုးတွေထိလှုပ်လာကြလို့ရွာသားတွေကဆရာတော်ဦးနန္ဒာစီကိုလာတိုင်ကြပါတယ်ဆရာတော်ဖျားចောင်းသားတွေကတကွဲ့ကိုမလွယ်တော့ပါဘူးကျွန်တော်ဆိုင်မှာအလကားဝင်စားတဲ့ပြင်ချင်းချတာတွေပါလုံနေချလို့ပါဆရာတော်ဦးနန္ဒာဟာတပ်ပြင်းရှည်ကြီးကိုချလိုက်တယ်နောက်တနေ့မှာတော့အောင်ကြီးနဲ့အဖွဲ့ကိုကျောင်းဆောင်ပေါ်ကိုခေါ်ယူတွေ့ဆုံมาတော့တယ်မင်းတို့တွေရွာသားတွေကိုဒုက္ခပေးနေတယ်လို့ငါကြားတယ်မင်းတို့လောက်တာအစားအသောက်ကိစ္စတွေမဟုတ်ဘူးသူတပားကိုကြောက်လန့်အောင်ချိန်ချောက်တာပဲဒီလိုဆက်လုပ်နေအောင်မယ်ဆိုရင်တော့ငါမင်းတို့ကိုဒီမှာဆက်ထားဖို့အတွက်စဉ်းစားရတော့မယ်ဟာအလကားစားမိတာကိုဘာတွေအလေးနဲ့ထားနေရလဲရွာသားတွေကလည်းဘာမှအများကြီးမပြောပါဘူးဆရာတော်ဘာလုပ်နိုင်မှာမလို့လဲကျွန်တော်ဖေကကျမဘလောက်ဩဇာကြီးလဲဆိုတာသိရလားကိုဆိုင်ရတော့ထောက်တနေရကနေအောင်ကြီးရဲ့အမူအရာကိုစောင့်ကြည့်နေပါတယ်ဒီပြဿနာလွယ်လွယ်နဲ့ပြီးသွားမှာမဟုတ်ဘူးဆိုတာသူသိနေပါတယ်အောင်ကြီးရောက်လာကြတဲ့အေးချမ်းခဲ့တဲ့ကြောင်းတိုက်ဟာတောကရင်နဲ့ပြည့်နေနေတဲ့နေရာဖြစ်လာပါတယ်ညတညမှာတော့ကိုဆိုင်အိပ်ပျော်နေတော့ကျောင်းဆောင်ငယ်လေးတစ်ခုစီကနေရန်ဖြစ်တန်နေကြားလိုက်ရလို့လန်နိုးလာပါတယ်ဒီတန်းအောင်ကြီးနဲ့ကိုရင်တပါးဖြစ်တဲ့ကိုရင်ဝီတူတာတို့ရန်ဖြစ်တဲ့အတန်းမှာအောင်ကြီးအခုချက်ချင်းပြန်ပေးစမ်းဘာလဲဘာခိုးလို့လဲငါဘာမှမယူကိုဆိုင်တရားမထားခြင်းပေမဲ့လေရန်ပွဲရှိရာစီကိုလေးလံနဲ့ခြေလန်းနေနဲ့တွားကြည့်မိပါတယ်ကိုရင်ဝီတူတာရဲ့ကျောင်းဆောင်လေးစီရောက်သွားတဲ့အခါမှာတော့ကိုဆိုင်ရဲ့အသက်ရှူတန်တွေရက်တန့်သွားရတယ်ကျောင်းဆောင်ရှိမှာသွေးရိုင်ကြီးနဲ့တူတူကိုရင်ဝီတူတာရဲ့ရုပ်အလောင်းကငြိမ်သက်လို့နေရဲ့အောင်ကြီးကတော့သွေးတွေပင်နေတဲ့ဈာကိုကိုင်းပြီးအမောင်ထဲမှာမျက်လုံးတွေတောက်ပြီးတော့ရက်လို့နေရဲ့ဟက်ကကိုဆိုင်မင်းဘာမှထပ်မပြောနဲ့နော်မဟုတ်ရင်ဒီကိုရင်နဲ့အတူတူမြေချင်းနဲ့ရောက်သွားမယ်ကိုဆိုင်တယောက်ကြောက်လန့်တကြားနဲ့ကြောက်ရွံ့လို့ရက်နေမိပါတယ်သူထပ်ပြေးခြင်းပေမဲ့လည်းအောင်ကြီးရဲ့ဆူးရှားတဲ့အကြည့်ရဲ့အောက်မှာဘာမှမလုပ်ရတော့ပါဘူးအောင်ကြီးကကြံတဲ့ចောင်းသားတွေကိုအမိတ်ပေးလိုက်ပါတယ်သူ့ကိုចောင်းပေးရတော့တဲ့ဆဲသွားကြောင့်အစာအနာဖြောက်ဖို့အစိတ်စိတ်အမွှားမွှားပိုင်းပြီးတော့တရိတ်ဆန်တွေကိုကြွေးပေးလိုက်ဘသူမှရှာမတွေ့စေနဲ့မြန်မြန်လို့ចောင်းသားတွေကကိုရင်ရဲ့ရုပ်အလောင်းကိုတော်တဲ့ကိုဆွဲသွားကြတဲ့အသားခြောက်ချားစရာကောင်းလာပါတယ်ကိုဆိုင်ရတော့မျက်နှာဖြူရောပြီးတော့တုံရင်နေတော့တာပေါ့မင်းသိရမလားငါအဖေကဘာတူလဲဆိုတာဟာမီလို့ရတော့နော်မင်းသိပြီပဲဆ
ရာတော်မင်းရဲ့လည်းဘာမှမမြင်ဘူးမသိဘူးလို့ပဲပြောကြားလားဟုတ်ကဲ့အဲ့ညအကြောင်းရင်းတစ်ခုလုံးမှာခွေးတွေဝိုင်းဟောင်နေတာဟာတခုခုဖြစ်တော့မဲ့နမိတ်ဆိုကြည့်လို့ပါပဲကိုဆိုင်အိယာထဲမှာဟိုဘက်ဒီဘက်လူလိမ့်နေဒါမျိုးတော့တခုခုရှိနေပြီလို့ရေရွရင်းနဲ့စီမီရိတ်လေးကင်ပြီးတော့ကျောင်းပေါ်ကနေဆင်းလာပါတယ်လေမတိုက်ပင်မဲ့ချမ်းစိမ့်စိမ့်ခန်းစားချက်ကြီးဟာသူ့ကိုခြောက်လန့်နေရပါမိဖို့ဆောင်ပဲရောက်တော့အောင်ကြီးကခွေးတစ်ကောင်အသေးရိုက်နေတာတွေ့လိုက်ရတယ်ဒါပေမဲ့ကိုဆိုင်အနာမကတ်ခင်မှာပဲတော်တောက်ဆိုတဲ့အတန်ကိုကြားလိုက်ရတယ်ဒါဟာရေကြတာမဟုတ်ပဲသွေးတွေကျနေတဲ့အတန်မှာကိုရင်ဝီသူကြားရဲ့ကျောင်းဆောင်အောက်ကတိုင်နေပေါ်မှာသွေးရောင်ဆူဆူတွေစီးကျနေပါတယ်အဲ့ဒီအချိန်မှာပဲပုံရိပ်တစ်ခုထွက်ပေါ်လာတယ်အဲ့ဒါကတော့ခေါင်းမပါတဲ့ကိုရင်ကြီးပါသူ့ရဲ့ခေါင်းကိုတော့ဘဲဘက်လက်နဲ့ဆွဲကင်ထားတာပါခေါင်းမရှိတဲ့လေဝင်းငုတ်တူကနေဟင်းကနေအသက်ရှူတန်တွေထွက်နေပါတယ်အဲ့ဒီခေါင်းပြက်ကြီးကအောင်ကြီးစီကိုခုံအုပ်လိုက်ပါတယ်အောင်ကြီးကတော့မလာနဲ့လို့အော်ဟစ်ပင်မဲ့လေမရတော့ပါဘူးခေါင်းပြက်ကြီးကအောင်ကြီးရဲ့လေပင်ကိုအားနဲ့လိန်ချိုးလိုက်တဲ့အတန်တစ်ကိုင်းကြောက်ကျိုးတန်လို့ပဲဟိန်းထက်သွားပါတယ်ကိုဆိုင်ကတော့ချွေးတွေပြန်ပြီးဘာမှမလုပ်နိုင်ပဲကြည်နေမိရဲ့အောင်ကြီးလဲကျသွားတဲ့အခါခေါင်းပြက်ကြီးကကိုဆိုင်ဘက်ကိုလှည့်လာပါတယ်မျက်လုံးတွေကမျက်ကျွန်းထဲမှာမရှိပေမဲ့ကိုဆိုင်ရဲ့စိတ်ထဲကအကြံစီမှန်သမျှကိုဖတ်နေတယ်လို့မျိုးစူးစူဝါကြည့်နေရပါခဏကြာတော့အဲ့ဒီပုံရိပ်ကြီးကတော်ရဲကိုဖြည်းဖြည်းချင်းဝင်သွားပါတော့တယ်မနက်မိုးလင်းတဲ့အခါမှာတော့ကျောင်းတိုက်တစ်ခုလုံးဟာလူတွေမထင်မှတ်ထားတဲ့ထိတ်လန့်စရာမြင်ကွင်းကြီးဖြစ်နေပါတော့တယ်ကျောင်းဝင်းထဲမှာအောင်ကြီးရဲ့ရုပ်အလောင်းကျွေမပြက်စီနေတဲ့အခြေအနေနဲ့တွေ့ခဲ့ရတာပါခန္ဓာကိုယ်စိတ်ပိုင်းနေရမြေပေါ်မှာဟိုတစဒီတစပြန်ကျဲနေပြီးတော့၆ကပ်နေတဲ့သွေးကွက်တွေကလည်းနေရာအနှံ့မှာပဲကျောင်းထဲကိုရောက်လာတဲ့ရွာသားတွေဟာဒီမြင်ကွင်းကိုကြည့်ပြီးထိတ်လန့်တကြားအော်ဟစ်ကြပါတော့တယ်တချို့ဆိုရင်ကြောက်လန့်လွန်းလို့မြေပြင်ပေါ်ကိုတောင်မှခွေခောက်ပြီးလဲကျကုန်ပါတော့တယ်ရဲတပ်ဖွဲ့နဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေရောက်လာပြီးစစ်ဆေးခဲ့ကြပေမဲ့အောင်ကြီးတေဆုံးရတဲ့အကြောင်းရင်းကိုတော့ဘာသက်တေးမှရှာမတွေ့ခဲ့ပါဘူးအောင်ကြီးရဲ့ခန္ဓာကိုယ်ဟာလူသားတယောက်မလုံနိုင်တဲ့အင်အားတစ်ခုခုနဲ့ချိန်မခံထားရတယ်လို့ဖြစ်နေရပါတခြားလူတယောက်ရောက်လာတက်နေရဲဆိုတဲ့ခြေရလက်ရမျိုးလဲလုံးဝမရှိပါဘူးဒီဖြစ်ရကြီးပြီးသွားတဲ့နောက်မှာတော့ရွာသားတွေကြောင်းနေပါခေါင်းဖြတ်ကိုရင်နဲ့အောင်ကြီးတို့ရဲ့ဝိညာဉ်တွေဟာကြားနိုင်ထဲမှာလှည့်လည်နေကြတယ်ဆိုပြီးကောလာဟာလာတွေထွက်ပေါ်လာပါတော့တယ်တချို့ညတွေမှာကျောင်းပေးရကြော်ရရနေရံဖြစ်တဲ့အတန်တွေအဟစ်တန်တွေထွက်ပေါ်လာတတ်ပြီးအဲ့ဒါသူတို့နှစ်ယောက်တိုက်ခိုက်နေကြသလိုမျိုးပါပဲတချို့ညတွေမှာတော့ခေါင်းပြက်ကိုရင်ကြီးကအောင်ကြီးရဲ့ရုပ်လောင်းတော်တဲ့ကိုဒီယိုတိုက်ဆွဲသွားတဲ့ပုံရိပ်တွေကိုမြင်တွေ့ရတယ်လို့လည်းဆိုကြပါတယ်အဲ့ဒီလိုရှိုက်ကြီးတငယ်ငိုကြေးတန်တွေကအမောင်ထဲမှာပျောက်ကွယ်မသွားခင်အထိကြားနေရတာပါတချိန်ကအေးချမ်းခဲ့တဲ့ကျောင်းဝင်းလေးဟာအခုတော့လေနေကင်းဘက်မှာတော့မှဘယ်သူမှအနာမကပ်ရဲတဲ့နေရာတစ်ခုဖြစ်သွားပါတော့တယ်ဘာလို့လဲဆိုတော့အဲ့ဒီနေရာမှာအမောင်တုတရားနေစောင့်ကြည့်နေပြီးတော့ကျူးကျော်လာသူမှန်သမျှကိုလည်းထာဝရ၆ချဆရာကဘာတဲ့ကိုဆွဲခေါ်သွားမဲ့တစုံတစ်ခုရှိနေရဲဆိုတာအားလုံးဟာသိနေကြလို့ပဲဖြစ်ပါတယ်ဒီလို၆ချဆရာဇလန်းတွေကိုနှစ်သက်တယ်ဆိုရင်တော့ channel လေးကိုအားပေးတဲ့အနေနဲ့ like and share လေးလုပ်ပေးကြပါဦးနော်အခုတော့ဇလန်းလေးကဒီမှာနေပြီးဆုံးသွားပါပြီနားဆင်အားပေးကြတဲ့အတွက်ကျေးဇူးထူးပင်တင်ရှိပါရရှင်